ကျွန်တော်အိမ်ကောင်းကောင်းလဲလိုချင်တယ်အိမ်ခန်းတွေအများကြီးပါတဲ့အိမ်မျိုးလဲလိုချင်တယ်ပြီးတော့လည်းခြံကိုလည်းမျက်နှာစာ40နောက်ဘက်ကို120လောက်ကျယ်တဲ့ခြံထဲမှာနော်မာရှာဘရုံးက4ခန်းမိတ်ရုံး2ခန်းစုစုပေါင်း6ခန်းလောက်ပါတဲ့အိမ်မျိုးကိုလိုချင်တယ်ဆိုတော့ကျွန်တော်ဒီအိမ်ကြီးကိုပြပေးမယ်ကဲဒါကတော့ကားပါကင်ဧရိယာဖြစ်တယ်ကားပါကင်ဧရိယာမှာကား2စီးလောက်ရတယ်ဗောနော်ပြီးရင်ဒီဘက်မှာလည်းကျွန်တော်အပင်တွေပါတွေစိုက်ထားပြီးတာဗောနော်ဒီမှာဆိုရင်ရှေ့မှာလည်း landscaping area တွေပါပြီးသားအိမ်ကတော့တော်တော်လေးကိုကောင်းတယ်နော် interior ဘိုင်းလောက်ထတာတော်တော်ကောင်းတယ်ကျိုးနေတော်တော်များများသုံးထတာတွေ့တယ်နော်လက်ရပိုင်းဆိုရင်လည်းဘာမှပြောစရာမလိုဘူးပြီးရင် ceiling height တွေဘာတွေကတော်တော်ကြီးကိုမြင့်နေဗျာသူနှစ်ထပ်ခွဲလို့တောင်ပြောလို့ရတယ်အပေါ်မှာတိတက်လိုက်ပြပေးမယ်တကားတွေဘာတွေအစားပြီးတော့ main door ပေါ့ main ကမာကြီးရော brain တွေအကုန်လုံးကိုကျိုးနေသုံးထားတယ်သုံးထားတဲ့ကျိုးနေရလည်း quality တော်တော်လေးကိုကောင်းတယ်နော် okay ဒါဆိုရင်အသေးစိတ်လိုက်ပြမယ်ဒါတော့ရှေ့မှာရှိတယ်ကျွန်တော်ဘန်ဂလိုလေးနော်ဘန်ဂလိုလေးပြီးရင်ဒီမှာကဒီဘက်ချမ်းမှာကကျွန်တော်ဒါတီးပင်စားပင်လောလောဆယ်စိုက်ထားတယ်ပေါ့နော်ပန်းကြံလေးမီနီဂါဒန်လေးအဲ့ဒါလေးပါတယ်အိမ်ကတော့ကျွန်တော်တို့အပေါ်မှာ runner အပြည့်ပါတယ်အောက်မှာတော့ဒီမှာရှေ့မှာ plan box တွေပါတယ်နေပေါ့နော်အိမ်ကတော်တော်ကြီးကိုကြီးတယ်ဗျနော် structure အနေနဲ့လည်းကြီးတယ်ဒူးတယ်အနေနဲ့လည်းကြီးတယ် square feet အနေနဲ့ဆိုလဲအိမ်တိမ်လုံးက3000လောက်ရှိတယ် okay အိမ်နဲ့လိုက်ပြမယ်ဘာတွေရှိလဲဆိုတော့ကျွန်တော်တို့အောက်ထပ်မှာဆိုရင် living room တစ်ခုတွေ့ရမယ်ပြီးရင်ကျွန်တော်တို့အပေါ်တက်တဲ့လှေကားတွေ့ရမယ်ပေါ့နော်အပေါ်ဟိုအပေါ်မှာမီးဆိုင်နဲ့တော်တော်ကြီးကိုလှတယ်ဗျနော်အိမ်ဝင်တက်တဲ့လှေကားတွေဘာတွေလဲဒါအဝယ်ဝင်ချင်းမှာကျွန်တော်ပတ်တဲ့ design လေးပေါ့နော်ပြီးရင်အိမ်ကျွန်တော်တို့ဒီမှာအဲခန်းကိုရောက်မယ်အဲခန်းကတည်းကျွန်တော်တို့ထင်တယ်ဒါဆို25ပြီနော်25ပြီပြီး30ဝန်းကျင်လောက်ရှိမယ်အရှိကြီးပဲနော်ပြီးရင်ဒီဘက်ချမ်းမှာဆိုသူမီလင်းဘိုးလေးတွေပါတယ်နော်မီလင်းဘိုးတွေပါတယ်တော်တော်မိုက်တယ်ကျဲတယ်အဲ့တော့အဲခန်းကဒီအိမ်အနေထားနဲ့ဆိုရင်တော်တော်ကြီးကျဲတဲ့အထက်မှာပါတယ်နော်ဒီမှာဆိုဖာတွေစက်တီတွေမနောက်မှာလိုက်ကားတွေပါပြီးရင်ဒီဘက်မှာပကြီးကားလှလေးတွေလည်းထည့်ထားတယ်ဗောနော်โอเคသူအောက်ထက်မှာဆိုရင်ကျွန်တော်မာရှာဘရုံး2ခန်းအဲ့မာရှာဘရုံးကိုဝယ်နေဒီမှာကျွန်းတကားကြီးကိုကြည့်နော်ဒီမှာဒီလိုဘောင်းတွေပါကျွန်းဘောင်းတွေပါနဲ့ပန်းတွေကနုတ်ပန်းတွေပါနဲ့ထည့်ထားတော်တော်ကြီးခန်းခန်းနိုင်နဲ့လှတယ်အဲ့တော့ဒီတေးသုံးထားတဲ့ပစ္စည်းတွေကစပြီးတော်တော်လေးကိုကောင်းတာတွေ့ရတယ်ဒီလို grid တွေကစပြီးတော့နိဗောနော်ဒီအိမ်မှာအကြိုက်ဆုံးကဒီ living room area ဖြစ်တယ်တော်တော်လေးမိုက်တယ်โอเคအဲ့ဆိုရင်ဒီမှာရှိတယ်ကျွန်တော်မာရှာဘရုံး2ခန်းကိုပြနော်ဒါကတော့မာရှာဘရုံး main မာရှာဘရုံး2ခန်းပေါ့အောက်မှာရှိတယ်နော်မိမဆောင်နှခမ်းဖြစ်မယ်သူကရေချိုးကအိမ်သားတွေကစပြီးသူကွင်ကြဲကြဲတွေပေါ့နော်ကွင်ကြဲကြဲတုံးထားတယ်ပြီးရင်ဒီမှာတုံးထားတဲ့ပစ္စည်းတီတေးတွေကစပြီးတော်တော်လေးကောင်းတယ်ဘေးစင်တွေဘာတွေကစပြီးရေချိုးကတကားတွေဘာတွေကစပြီးတော့ဒီလိုကျွန်း polish နဲ့တေချာလေးကိုလုပ်ထားတာပေါ့နော်ဒီမှာတော့6ပေ6ပေခွဲ2ယောက်အိတ်ကတင်ရှိမယ်ဒီမှာတော့ light ကားတွေပေါ့နော်ပြီးရင်ဒီမှာဗီဒီယိုတွေဘာတွေထားဖို့ space တွေဘာတွေလဲဒါကတော့ဒီအိမ်မှာရှိတယ်ကျွန်တော်တို့ဒါ main master bedroom လို့ပြောရမယ်ဗျာနော်ဒီအခန်းကပို့ပြီးတော့လည်းကြည့်ရတယ်ဒါအိမ်ရှိဘက်ကိုဒီမှာ brain တွေပါတယ်မျက်နှာမူထားတဲ့အခန်းဆိုတော့ဒီအိမ်ရဲ့အဓိကပင်မဒါအိတ်ခန်းပေါ့နော်ဒီမှာကကျွန်တော်တို့ဒါ6ပေ6ခွဲကရင်ပါမယ်ပြီးရင်3ပေခွဲ6ပေနော်ဒါဟို single bed ပါမယ် double bed ပါမယ်ဆိုနှစ်ခုတောင်ဆက်နေဆိုဒီခန်းကြီးကကွင်ယူထားတာအနည်းဆုံး15ပေပတ်လေလောက်အပြည့်ယူထားတာပေါ့နော်ပြီးရင်ဒီမှာကရေချိုးကအိမ်သားဆိုလဲတုံးထားတဲ့ detail ကစပြီးတော်တော်လေးကောင်းတယ်โอเคဒါဆိုရင်ကျွန်တော်ဒီအိမ်မှာအပေါ်တက်မှာဘာတွေရှိတယ်ဆိုတော့လိုက်ပြโอเคကျွန်တော်တို့ဒီလှေကားကနေကြည့်မယ်ဆိုရင်ဒီမှာမီဇိုင်းเนาะဒီမီဇိုင်းကြီးကတော်တော်ကြီးကိုမိုက်တယ်ပြီးတော့ကျွန်တော်တို့ဒီမှာ volume ကိုဒါအပေါ်ဓာတ်ကိုပါယူထားတယ်2 volume ပေါ့เนาะ2 volume ယူထားတော့ဒီနေရာကြီးကမီဇိုင်းနဲ့တော်တော်ကြီးကိုခန်းထားတယ်ဒီအိမ်မှာเนาะဒီအိမ်မှာဝင်ချင်းကိုအဖမ်းစားနိုင်တော့ဒီနေရာဖြစ်သွားမှာပေါ့เนาะโอเคအပေါ်တက်မယ်เนาะကျွန်တော်တို့အပေါ်ဓာတ်ကိုတက်ထည့်ချင်းမှာဒါအိမ်ရဲ့ဒါမင်္ဂလာဒါဖျားကန်းပေါ့နော်အိမ်မင်္ဂလာဖျားကန်းကိုတွေ့ရမယ်ဖျားဆင်းထုတော်ကြီးဒါတပ်ပေတာရောပြီးရင်ဒီမှာ modern furniture ပေါ့နော်ဖျားကြောင်ဆောင်ဆိုလဲ modern furniture ကိုတုံးထားတယ်ပြီးရင်သူ့မှာဒီဘက်အချမ်းမှာကျွန်တော်သဘောကျသွားတာဒီမှာ premium sun နဲ့ဒီ light ကားတွေပေါ့နော် light ကားတွေကိုနှစ်ထပ်တွေနဲ့တော်တော်ကြီးကို premium sun ကိုတွေ့ရတယ်ပြီးရင်ဒီမီးဆိုင်ကိုတစ်ချက်လောက်ပြလိုက်ပါမီးဆိုင်ရတော်တော်ကြီးကိုမိုက်တယ်ဗျာနော်တော်တော်လေးကိုဖမ်းဆနိုင်တယ်လို့ပြောလို့ရတယ်โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီအထက်မှာကဘာတွေရှိမလဲဆိုရင်အခုလိုceiling level တွေပြီးရင်ခေါင်းအချိုးတိုင်းယူထားတဲ့ဒါ Jackson bolt တွေ light ထွေးတွေတွေ့ရမှာပေါ့ဗျာပြီးရင်ပတ်လည်မှာလည်းမီးတွေပေါ့နော်အဲ့ဒါမျိုးဟို wall lamp တွေထည့်ထားတာပေါ့နော်ပြီးရင်အလင်းဝင်ရဘာညာလဲ brain တွေအများကြီးသုံးထားတော့တော်တော်လေးကိုမိုက်တယ်ဗျာโอเคအဲ့ဒါဆိုရင်ဒီထက်မှာကကျွန်တော်တို့အခုဖျားကန်းအပြင်အိတ်ခမ်းနှခမ်းထည့်ထားတယ်အိတ်ခမ်းပထမဆုံးအိတ်ခမ်းကိုပြမယ်ကဲဒါကတော့ double bed room ပေါ့နော်ဒါလည်းအကျယ်ကြီးပဲဒါလည်း master ကန်းပဲသူ့မှာကအာသာချက်ကဒီအပေါ်မှာ store ကန်းလုပ်လို့ရတယ်ဒါကြောင်လေးနဲ့နောက်ထပ်ပေါ့နော်တစ်ထပ်ခွဲအိမ်လိုပုံစံမျိုးဒါနှစ်ထပ်ခွဲအိမ်ပုံစံမျိုးဖြစ်သွားမှာပေါ့နော်အဲ့ဒါမျိုးကိုထပ်ထည့်ပေးထားသေးတယ်ဘာလို့သူ့ရဲ့ ceiling ကြီးအမြင့်ကြီးမို့လို့ okay ဒီကဲနောက်တစ်ခန်းပြမယ်ကျွန်တော်တို့အပေါ်ထဲမှာရှိတယ်ဒါကတော့ဒီအပေါ်ထဲမှာရှိတဲ့ master bedroom နောက်တစ်ခန်းပေါ့နော်
ဒါကတော့သူ runner ပုံစံမျိုးလုပ်ထားတာပေါ့ဗျာဒီပိုင်းလို့ပြောရအောင်ဒီမှာကျွန်းလက်ကင် grid တွေပါမယ်အောက်မှာလည်းကျွန်းပုတ်လုံးသဘောမျိုးပေါ့နော်အဲ့ဒါမျိုးလေးလှလာလေးဆင်ထားတယ်ပြီးဒီဖျားကိုင်းရဲ့အလှကိုဒီကောင်တွေလည်းထိန်းထားတဲ့သဘောအပေါ်မှာလည်းမီဇိုင်းတွေပါတယ်ဆိုတော့ဒီ area တော့အလှဆုံး area ပေါ့နော်ဒါကတော့နောက်ထပ်ဒါမာရှာဘရွန်တခန်းဗျာနော်သူကတော့ကျွန်တော်တို့ဒါမာရှာဘရွန်လို့ဆိုပြီးမဲ့ဒါ single bed ထည့်ပြီးတော့ကလေးတွေအတွက်ကြဲကြဲဝုန်းဝုန်းပေါ့နော်မာကလေးစာကြည့်စပွဲလေးပါတယ်နော်တို့ကြဲကြဲဝန်းနေလို့ရမယ်အခန်းလေးဖြစ်တယ်ဒါကလေးတွေပါလေရှင်အဆင်ပြေတယ်ပေါ့နော်သူ့မှာလေရေချိုးခန်းအိမ်သာပါပြီးသားအဲ့ဒီထက်မှာထူးခြားချက်ကသူ့မှာဘက်တက်ပါထပ်ပါသေးတယ်နော်ဒီမှာကောင်တာဘေးစင်ပါမယ်ပူတိုင်းပါမယ်ပြီးရင်မှာဘက်တက်လှလှလေးပါမယ်မှာ function လေးကိုအများကြီးပဲနော်ရေပြန်းတဲ့ function တွေရောပါရောလုံးဝဂျာကူစီပေါ့နော်လုံးဝနှက်လို့ရတဲ့နေရာလေးပြီးရင်သူ့မှာကြိုက်တာလေအခုလိုကြွေပြားတွေပေါ့နော်ကြွေပြားတွေဟိုဘော်ဒီကတ်ထားတယ်နော်ဒီမှာဆိုမှာ fingerprint နဲ့ဖွင့်လို့ရမယ် LED မီရာလေးတွေထည့်ပေးထားတာပေါ့လှလှလေးကလေးတွေတုံးမှုတွေโอเคအဲ့ဆိုရင်ဒီခန်းမှာကနောက်ထပ်မှာ runner ပါသေးတယ်နော်ဒီ runner ကနေပြီးတော့ကျွန်တော်ပတ်ဝန်းကျင်မှာရှိတဲ့ view တွေကိုမြင်ရမယ်ပေါ့နော်အဲ့တော့ runner လေးလည်းထည့်ပေးထားရဲဆိုတာပြောချင်တာโอเคအဲ့ဆိုရင်ပြောတော့ပါနော်ဒါကတော့ကျွန်တော်အိမ်မာကြီးနဲ့ကျွန်တော်ပင်မအိမ်မာကြီးပေါ့နော်ပင်မအိမ်မာကြီးနဲ့ကျွန်တော်တို့က kitchen နဲ့ dining တွေခွဲထားတော့ဗျာမြင်နေရလဲများတော့ဗောနော်သူ့ဘာအားသာချက်ကအခုတော့နောက်မှာအဆောင်ကြီးတက်ထပ်ဆောက်ထားတဲ့သဘောပေါ့နော်အဲ့တော့ဒီကောင်ကြီးကကျွန်တော်တို့ဒီမှာ kitchen ပါမယ် dining ပါမယ်ဒီမှာမိန်ရွန်တစ်ခန်းပါမယ်အပေါ်မှာတစ်ခန်းပါမယ်အဲ့တော့စုစုပေါင်းအိမ်မကြီးမှာ၄ခန်းနောက်မှာ2ခန်းဆိုတော့စုစုပေါင်း6ခန်းဖြစ်သွားမယ်အဲ့ဒါတော်တော်လေးကိုအားသာချက်ဖြစ်တယ်ပြီးတော့သူမြေအကျယ်တွေအများကြီးရှိတော့ဒီလိုလွတ်လပ်ထားတော့အညော်တွေပါကြီးလည်းအဲကန်ထဲကိုမဝင်တော့ဘူးနောက်ဆက်မဖြစ်တော့ဘူးလွတ်လပ်ချက်လို့ပြုတ်လို့ရတယ်စားလို့တောက်လို့ရတယ်ပေါ့နော်โอเคဒီထက်လိုက်ပြပါနော်ကဲဒါကတော့ kitchen area ဗျနော် kitchen မှာတော်တော်လေးကိုတက်ရရှိတာကိုတွေ့ရတယ်အဲဒီမှာကြောင်အိမ်လေးတွေ့တယ်ပြီးရင်ဒီမှာ gas မီးဖိုးတွေတွေ့တယ်ဒါတော့ kitchen ကျွန်တော်တို့ cabinet တွေထည့်မယ်ဆိုတော့ထည့်လို့ရတယ်အနေထားမျိုးပေါ့နော်ဒါ kitchen နေ basin ပေါ့နော် basin နေရာဖြစ်မယ်ဒီမှာချက်လို့ပြုတ်လို့ရတယ် plug box တွေ power socket တွေထည့်ပေးထားတယ်ဒါကတော့ dining area ပေါ့နော်အဲဒီမှာဆိုရေကတစ်တာတွေပါဒီမှာသူထည့်ပေးထားတယ်မိုက်တယ်တီးတန်နေဖြစ်နေတာပေါ့နော်မြန်မာလူမျိုးတွေအကြိုက်ဖြစ်သွားတာပေါ့ဒါဒီအိမ်ရဲ့ခြံအကျေရောပေါ့နော်အိမ်ရဲ့အခန်းဖွဲ့စည်းပုံရောနော်ဒီလို living room နေဒါ kitchen dining နေထားတာရောရှေ့က landscape တွေနေကာစီကိုတွေထားတဲ့အနေထားရအောင်တော်တော်လေးကိုပြည့်စုံတယ်လို့ပြောလို့ရတယ်ဗျာဒီအိမ်ကိုဖွင့်ထားတဲ့ဈေးနှုန်းက38,900ညှိနှိုင်းနော်ဒီအိမ်ကိုကျွန်တော်တို့ကြိုက်တယ်ကြည့်ကျင်တယ်ဆိုရင်တော်တော်လေးကိုပြည့်စုံပါတယ်လို့ပြောချင်ပါတယ်မိသားစုတစုအတွက်လုံလောက်တဲ့ facility မျိုးပါတယ်တော်တော်လေးပြည့်စုံတယ်သုံးထားတဲ့ပစ္စည်းတွေလည်းတော်တော်လေးကို great ကောင်းတာတွေသုံးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကြည့်ကျင်တယ်ကြိုက်တယ်ဆိုရင်ကျွန်တော် dream house ကိုဆက်သွယ်လို့ရပါတယ်ဗျာကဲကျေးဇူးတင်ပါတယ်